မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်တောင်ချမ်းကရေရွက်ကျေးရွာကိုမေလ 9 ရက်နေ့နေ့လယ် 12 နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေယာဉ်နဲ့ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတယောက်သေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့သလိုလူနေအိမ်တွေလည်းပျက်စီးသွားခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်။သပိတ်ကျင်းမြို့နယ်ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကတရားဥပဒေစိတ်ကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကရေရွက်ရွာကိုလေကြောင်းတိုက်ခိုက်မှု2 ကြိမ်မှာဗုံးနှလုံးကျဲချခဲ့တာပါ။လူနေအိမ်9 လုံးထက်မနည်းပျက်စီးသွားတယ်လို့ပြောလာပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းအမျိုးသား9 ယောက်နဲ့အမျိုးသမီး3 ယောက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာပြင်းထန်တဲ့အမျိုးသား1 ယောက်ကတော့ဆေးကုသနေရင်သေဆုံးသွားခဲ့တယ်လို့လည်းသိရပါတယ်။သပိတ်ကျင်းမြို့နယ်ပကဖတာဝန်ခံကိုနဂနီကအဲ့ဒီရွာမှာတိုက်ပွဲတွေဖြစ်တာမရှိသလို PDF စခန်းတွေလည်းမရှိပါဘူး။တော်လိုင်းရင်ရဲဘော်တွေလည်းမရှိပါဘူး။ဘာသတင်းအမှားရလို့ဘုံလာကျဲနေရလဲဆိုတာတော့မသိသေးဘူး။ပြည်သူတွေအနေနဲ့တတိလက်လွတ်မနေကြပါနဲ့။ပေးဆက်ရတာကလူအသက်တွေဖြစ်လို့လေကြောင်းအန္တရာယ်ကိုကြိုတင်ကာကွယ်တဲ့အစီအမံတွေပြုလုပ်ထားကြဖို့ပြောလာပါတယ်။အဆိုပါရေရွက်ကျေးရွာကိုပြီးခဲ့တဲ့ဧပြီ 19 ရက်ကလည်းစစ်ကောင်စီတပ်ကလေယာဉ်နဲ့ပုံကျဲခဲ့လို့ကလေး2 ယောက်အပါအဝင်ပြည်သူအယောက်40 နီးပါးသေဆုံးခဲ့တယ်လို့သိရပါတယ်